အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်စိတ်ကူးနဲ့ပုံဖော်ထားတဲ့မေတ္တာနဲ့ကံကြမ္မာဆိုတဲ့ဇာတ်လမ်းလေးကိုကျွန်တော်ပြောပြပေးသွားချင်ပါတယ်အားလုံးပဲအစဆုံးကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာစောစောဆိုးတက်နဲ့မိုးမိုးဆိုတဲ့ကျောင်းနေပဲတငယ်ချင်း၃ယောက်ရှိကြပါတယ်သူတို့၃ယောက်ကကျောင်းနေပဲတွေဆိုပေမဲ့ဘွားတွေကတော့တူညီနေကြတာမဟုတ်ပါဘူးစောစောကအရန်ဟိုမှဆင်းရဲတယ်ဆိုးတက်ကတော့ရှမ်းတာတယ်မိုးမိုးကတော့တာမန်မိသားစုလေးရပါပဲဆယ်တန်းအောင်စင်းတွေထွက်တဲ့အချိန်မှာတော့သူတို့၃ယောက်လုံးဟာအရန်ကြိုးစားခဲ့တဲ့အတွက်ဂုဏ်တွေကိုစီနဲ့စောင်းမွဲကိုအောင်မြင်ခဲ့ကြပါတယ်။သူတို့၃ယောက်စလုံးဆယ်တန်းအောင်မြင်ခဲ့ကြပေမဲ့စိုးထက်နဲ့မိုးမိုးတို့၂ယောက်သာပဲတက္ကသိုလ်ဆက်ပြီးတော့တက်နိုင်ခဲ့ပါတယ်။စောစောကတော့ရန်ကုန်မှာဆင်းရဲလွန်းတာကြောင့်တက္ကသိုလ်ဆက်မတက်နိုင်ခဲ့ပါဘူး။ဆင်းရဲလွန်းတာကြောင့်တက္ကသိုလ်ဆက်မတက်နိုင်တော့တဲ့စောစောဟာသူ့ရဲ့မိသားစုစားဝတ်နေရေးအတွက်ဆောက်လုပ်ရေးဆိုက်တစ်ခုမှာလုပ်ခဲ့ပါတယ်။စိုးထက်နဲ့မိုးမိုးကတော့တက္ကသိုလ်တူတူတက်ရင်းနဲ့ငယ်ငယ်တည်းကခင်လာတဲ့တန်ရောစင်တွေကြောင့်မလို့ရန်ကုန်မှာရှစ်ကြတဲ့ချစ်သူတွေဖြစ်သွားခဲ့ကြပါပြီ။ဒီနေ့မှာတော့အလုပ်ကနေပြန်လာတဲ့စောစောဟာလမ်းမှာသူ့ရဲ့ကျောင်းနေပဲတငယ်ချင်းတွေဖြစ်တဲ့စိုးထက်နဲ့မိုးမိုးကိုတွေ့တဲ့အခါမှာအားရဝမ်းသာနဲ့နှုတ်ဆက်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့တငယ်ချင်းတွေကတော့သူ့ကိုမသိကြအောင်ပဲဆောင်သွားခဲ့ကြပါတယ်။ကျောင်းဆက်မတက်နိုင်တဲ့အတွက်ကြောင့်မလို့ဆောက်လုပ်ရေးဆိုင်မှာအလုပ်လုပ်နေတဲ့စောစောသူ့ရဲ့ဦးလေးကငွေကြေးထောက်ပံ့ပြီးတော့ကွန်ပျူတာသင်တန်းတက်ခိုင်းခဲ့ပါတယ်။သူ့ရဲ့ဦးလေးရဲ့အကူအညီနဲ့စောစောဟာ YGA ဆိုတဲ့ကွန်ပျူတာသင်တန်းလေးမှာကွန်ပျူတာသင်တန်းတက်ခဲ့ပါတယ်။ဒီလိုနဲ့စောစောအိမ်ပြန်လမ်းမှာသူ့ရဲ့ကျောင်းနေပဲတငယ်ချင်းတွေနဲ့ပြန်တွေ့တဲ့အတွက်ကြောင့်မလို့အားရဝမ်းသာနဲ့နောက်တစ်ချိန်ထပ်နှုတ်ဆက်ပြန်ပါတယ်။ဒီခါမှာလည်းသူ့ရဲ့တငယ်ချင်းတွေကသူ့ကိုမသိကြအောင်ဆောင်နေတဲ့အတွက်ကြောင့်စောစောတယောက်အတော်လေးကိုစိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်။ကွန်ပျူတာသင်တန်းကိုပြီးဆုံးအောင်တက်ပြီးတဲ့နောက်မှာတော့စောစောဟာသူ့ရဲ့ဦးလေးအလုပ်လုပ်တဲ့ကုမ္ပဏီမှာပဲအလုပ်ဝင်ခဲ့ပါတယ်။သူ့ရဲ့ဦးလေးဟာစောစောကိုအောင်မြင်တဲ့လူငယ်တယောက်ဖြစ်စေခြင်းခဲ့တဲ့တဦးတည်းသောသူပါတခြားတစ်ဖက်မှာတော့အရန်ကိုချစ်ကြတဲ့စိုးထက်နဲ့မိုးမိုးတို့တွေ့ဟာရန်ဖြစ်တာတွေစကားများတာတွေမကြာခဏစလာပါပြီတနေ့စောစောအလုပ်ကနေအိမ်ကိုပြန်လာတဲ့လမ်းမှာသူ့ရဲ့တငယ်ချင်းဖြစ်တဲ့စိုးထက်ကတခြားသူတွေနဲ့ရန်ဖြစ်နေတာကြောင့်သူဝင်ရောက်ပြီးတော့ကူညီပေးခဲ့ပါတယ်သူကူညီပေးခဲ့ပေမဲ့စိုးထက်ကတော့ကျေးဇူးမတင်တဲ့ပြင်မင်းလည်းပါဆိုင်လို့ဝင်ပါတာလေလို့ပြောလာတာကြောင့်စောစောစိတ်မကောင်းစွာပဲစိုးထက်ရဲ့ရှေ့ကနေလက်ထွက်ခဲ့လိုက်ပါတယ်ဒီလိုနဲ့ရှင်းနေကြလာတဲ့အခါမှာတော့စိုးထက်တယောက်ငွေစီဝါသုံးနေတာကိုမိုးမိုးသိရှိသွားပါတယ်မိုးမိုးကမသုံးဖို့တားခဲ့ပေမဲ့စိုးထက်ကတော့လုံးဝနားမထောင်ပါဘူးစောစောကသူ့အောင်မြင်စေခြင်းနဲ့ဦးလေးရဲ့ကျေးဇူးကိုပြန်ဆက်ရှင်တာကြောင့်မလို့ညပိုင်းနေမှာနေပညာနဲ့ပတ်သက်ပြီးတော့အမြဲတမ်းကိုလေ့လာနေခဲ့ပါတယ်မွေးစီဝါရဲ့တားကောင်ဖြစ်နေပြီဖြစ်တဲ့စိုးထက်ဟာသူ့ရဲ့ရှစ်သူမိုးမိုးမှာသူနဲ့ရတဲ့ကုန်ရှိနေပြီဆိုတာသိသွားတော့မိုးမိုးကိုလမ်းခွဲသွားခဲ့ပါတယ်မေတ္တာတရားကြီးမားလွန်းတဲ့စောစောကတော့သူ့ရဲ့ကျောင်းနေပဲတငယ်ချင်းမိုးမိုးရဲ့အရှက်နဲ့သိက္ခာကိုငဲ့ညာပြီးတော့မိုးမိုးနဲ့လက်ထပ်လိုက်ပါတယ်နောက်ဆုံးမှာတော့စိုးထက်တယောက်သူ့ရဲ့မိုက်မဲမှုတွေကြောင့်ငွေစီဝါမှုနဲ့ထောင်ကျသွားခဲ့ပါတယ်စောစောကတော့သူစုထားတဲ့ပိုက်ဆံလေးနဲ့ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုစတင်ပြီးတော့မိုးမိုးနဲ့အတူတာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတည်ဆောက်သွားခဲ့ပါတော့တယ်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီခင်ဗျာကျွန်တော်ရဲ့ဇလန်းလေးကိုကြိုက်နေတဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးလုပ်ပေးသွားကြပါဦးခင်ဗျာနောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းလေးတွေဖန်တီးဖို့အတွက်ကျွန်တော်စူးစမ်းသွားပါဦးမယ်ခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်